နှစ်ချက်သုံးချက်နဲ့ပြီးတော့တက်လားကြောင်ထိန်းနိုင်ပေမဲ့မမအောင်ဖြစ်နေလားကြာတာနဲ့တန်မာတာကနှမျိုးစလုံးရှိမှโอเคတာအလွယ်ပြောနေရမဟုတ်ကျွန်တော်ရဲ့စကားလုံးတစ်ခုချင်းစီတိုင်းကိုကျွန်တော်ကတာဝန်ယူပြီးတော့ကျွန်တော်ပြောနေတာ flight candy ကတန်ချောင်းလိုမာမယ် spray ကကြတော့ချွေးပြန်အောင်ကြာမယ်ဗျာဒီနှမျိုးပေါင်းရင်ခင်ဗျားတို့တွေးတာကြည့်လိုက်တော့ဒီနှမျိုးပေါင်း3သိန်းအတွဲလေးရပါတော့လူပေါင်း100ကျော်စမ်းတက်အောင်မြင်ပြီးသားဖြစ်ပါတယ်တကယ်ကို live ဖက်ညီတဲ့နှမျိုးပေါင်း formula တစ်ခုလည်းဖြစ်ပါတယ်စပရေးဖြန်းစည်းလေးကတပူးကိုမြန်မာငွေ4000ကျပ်ဖြစ်ပါတယ် flight candy ကကျွန်တော်တို့ဒီဘူးထဲမှာ10လုံးပါမယ်ဗျာ10လုံးပါတာကိုမြန်မာငွေ6000ကျပ်ဖြစ်မယ်ကြာတာနဲ့တန်တာနှမျိုးပေါင်း3သိန်းမှာစပရေးကကျွန်တော်တို့ကြာပြီးတော့ကျွန်တော် flight candy ကတော့တန်တာပဲဖြစ်ပါတယ်အခုပဲကျွန်တော်ရဲ့ messenger မှာလာလိုက်တော့တောင်းနေပါ